အားလုံးပဲမင်္ဂလာပါဆရာမတော့တချို့ဆန္ဒဖြစ်ပါတယ်ဆက်လက်ပြီးတော့ဒီ question number 1 2025ပေါ့နော်မေကွန်နဲ့ကကျမထုတ်ဝေထားတဲ့စာအုပ်ထဲက question number 1ရဲ့ပုံစံနံပါတ်26ကို group ထဲမှာလာမေးထားတဲ့အတွက်အကြောင်းကိုရှင်းပြခြင်းဖြစ်ပါတယ်မေကွန်လေးကတော့ fine ရှာပေးပါ the new coordinate of the point 1,3 ဒါဆိုရင် 1,3 အမှတ် e new coordinate ကိုရှာပေးပါဒါဆိုရင် 1,3 ကိုစမတို့က h, y လို့ထားရင် new coordinate က h prime y prime ကိုရှာဟိုင်းတာဖြစ်ပါတယ် if လင်း the coordinate is ကြည့်ရဆိုရင်တဲ့ r rotate လှည့်ပါတယ်တူတူဖြတ်ပြီးတော့ the angles of theta is equal to 45 degree Theta is equal to 45 degree ဆောင်းပြီးတော့လှည့်လိုက်ပါတယ်ပေါ့နော်ဒီအဲ့ဒီ coordinate ကိုရှိနေတဲ့ coordinate ကြီးကို theta is equal to 45 degree ဆောင်းပြီးလှည့်လိုက်တဲ့အချိန်မှာ new coordinate ပြီးရလာတယ် h prime y prime ဆိုတဲ့ new coordinate ရလာတယ်အဲ့ဒီမှာရှိတဲ့အရင်တုန်းက h, y မှာရှိနေတဲ့ 1,3 လေးကဘယ်လိုဆောင်းပြီးတော့ပြောင်းလဲသွားတယ်လဲဆိုတာကိုရှာဟိုင်းတာပေါ့လေနော်အဲ့ဒါဆိုရင်စမတို့ကကြည့်ရအောင်ဒီကောင်ကိုတွက်ဖို့ဆိုရင်စမတို့က note 5a နဲ့ကိုအသုံးပြုရမှာဖြစ်ပါတယ်ဒီတော့မေကုန်းမှာက h, y ခုဆိုရင်ဘာလို့ပေးထားလဲ h, y က 1,3 လို့ပေးထားမယ် new coordinate ဖြစ်တဲ့ h prime y prime ကိုရှာဟိုင်းမယ်ဒါဆိုရင်ဒီစမတို့ဒီ h prime y prime ရဲ့ပုံနှိမ်နည်းလေးကိုတို့တွေသိရမှာဖြစ်တယ်အဲ့တော့အလွယ်မှတ်နည်းလေးပြောပါမယ်စမတို့ကပထမဦးဆုံးတေးပဲလေးဆွဲလိုက်တယ်ပေါ့နော်အဲ့တော့တေးပဲမှာ h တန်ဖို့ဒီမှာက h prime y prime တန်ဖို့စမတို့ကဒီပုံစံလေးရေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်မက hy လို့ရေးလိုက်ပြီ hd ဘောင်ရိုးနဲ့ဆိုင်နဲ့ကောနဲ့ဆိုင်လို့ကောတီတာ yd ဘောင်နဲ့ဆိုင်နဲ့ဆိုင်နဲ့ဆိုင်လို့ဆိုင်တီတာလို့ရေးလိုက်တယ်ဒါကြောင့်မို့ cos ကိုတစ်ခေါက်ရှင်းရင်ဘာရတယ် minus sin sin ကိုတစ်ခေါက်ရှင်းရင် cos တီတာဟုတ်ပြီဒီဟာလေးကိုကျွန်မတို့က h prime ဒီဟာလေးကို y prime လို့ခေါ်တယ်ဒီပဲဒီလိုတိဆောက်လိုက်တယ်တိဆောက်ပြီးပြီဆိုရင်ကျွန်မတို့ကတွဲတော့မယ်ဘယ်လိုတွဲမှလဲဆရာမကြီးအဲ့တော့တွဲကြည့်ရအောင်h prime လေးကိုလိုချင်တယ်ဆိုရင် h prime ကိုလိုချင်တယ်ပေါ့ h prime ဒီရဲ့ကြောင်းဒီဟာမှာရှိတာဒါဆိုသူနဲ့တွဲရတယ်ဒါဆိုဘာရတော့ h cos theta သူလေးနဲ့တွဲရတယ်ဒါဆိုရင်ဘာရတော့ y sin theta လက္ခဏာဒီအပေါင်းပေါ့ဘာမှမပါရပြီလားကဲအကယ်၍စမတို့က y prime လို့ပြောတယ်ဆိုစမတို့ကဘာနဲ့တွဲရတယ်သူလေးနဲ့တွဲမယ်သူရဲ့ကိုတွဲရတယ်ဒါကြောင့်ရေးလိုက်ပြီး minus h sin theta plus y cos theta ဒီလို formula လေးရပါတယ် formula ကိုဆမကformula လေးဒီများလို့အားကြည့်တယ်များတော့ဆမဒီအလွယ်မှတ်နည်းနဲ့ပဲသွားတဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုသေးပဲလေးဆွဲပါတယ်ဆွဲတက်လားမသိနော်ဒီလိုလေးပဲလေအဲ့တော့ကျွန်တော်တို့ပြန်ဆွဲကြည့်ရအောင်ပထမအဆုံး hy လို့ရေးတယ် h တန်မိုးဒီဘာနဲ့ဆိုင်နဲ့ cos theta ကောနဲ့ဆိုင်နဲ့ y တန်မိုးဒီဘာနဲ့ဆိုင်နဲ့ကောကိုရှင်းရင်ဘာရတယ် minus sin theta sin ကိုရှင်းရင် cos theta ဒါကိုဒီတက်မှာ h prime လို့ခေါ်ပြီးဒီတက်မှာ y prime ဟုတ်ပြီအဲ့ဒါဆိုစမတို့က h prime ဆိုရင်သူတို့ကိုတွဲတယ် y prime ဒီလိုတွဲတယ်အလဲမှာပေါင်းတော့စမတို့ရဲ့ formula ဒီ h prime is equal to h cos theta plus y sin theta ရတယ် y prime ဆိုရင်သူနဲ့ကိုတွဲမယ်သူနဲ့ကိုတွဲတယ်ဒါဆိုရင် y prime ရဲ့ formula ဒီဘာရလဲဆိုတော့ minus a sin theta plus y cos theta ရတယ်ရမလားဟုတ်ပြီအဲ့ဒီ formula လေးနဲ့ဒီ note 5a နဲ့တွေ့ရမှာဖြစ်ပါတယ်အကယ်၍စမ note 5a နဲ့တွေ့ရမှာပေါ့နော်အဲ့ဒါလေးကိုတွေ့ကြည့်ရအောင်အဲ့တော့မေးခွန်းလေးတစ်ချက်ပြန်ကြည့်ပါမယ်အဲ့တော့မေးခွန်းလေးအရာစမတို့ပထမအဆုံးစတွေ့မှာကပေးထားတဲ့အမှတ်က 1,3 solution လေးစပါပြီအဲ့ဒါဒီပြီး h, y ဒါကြောင့်မို့ h တန်မိုးဒီဘာဖြစ်မှာလဲလို့1 y တန်မိုးဒီ3ရပါတယ်ဟုတ်ပြီမေးခွန်းအရာကျမတို့တွေ့ရမယ့် formula အရာဘာတွေလဲဆိုရင် cos theta sin theta တွေရဲ့တန်မိုးကိုလိုတယ်ဒါကြောင့်မို့ဆက်ပြီးတော့တွေ့မယ်မေးခွန်းမှာက theta ဒီဘယ်လောက် degree လို့ပြောထားတယ်45 degree ဒါကြောင့်မို့ရေးပြီး cos 45 degree ဆိုရင်calculator နှိပ်လိုက်ရင် √2/2 sin 45 degree ဆိုရင် calculator နှိပ်လိုက်ရင် √2/2 ဆိုပြီးမှရပါတယ်
ဟုတ်ပြီအဲ့ဒါပြီးရင်ပုံတင်နည်းရ h prime ရဲ့ formula ကိုရေးဆိုတော့ h cos theta plus y sin theta အဲ့တော့ရေးပြီး h တန်ဖိုးက1 cos theta လေးကroot 2 by 2 y တန်ဖိုးက3 sin theta ကလည်း root 2 by 2သူ့ကို calculator လေးတွေနှိပ်လိုက်တယ်နှိပ်လိုက်တော့ဘယ်လောက်ရလဲဆိုရင်4 root 2 by 2ရေးလိုက်တော့2 root 2ရပါတယ်ဟုတ်ပြီအဲ့တော့ကျမတို့က y ပလိုင်းပုံတင်ကြီးကိုရေးတော့ minus 8 sin theta plus y cos theta အဲ့တော့ minus 8 တန်ဖိုးက1 sin theta လေးက root 2 by 2 plus y တန်ဖိုးက3 cos theta လေးက root 2 by 2အဲ့တော့ဆက်လိုက်ပြီးကြည့်လိုက်တော့ minus root 2 by 2 plus 3 root 2 by 2ကဲနှိပ်လိုက်ရင်နှုတ်လိုက်တော့2 root 2 by 2ခြေလိုက်တော့ root 2ဆိုပြီးမှရပါတယ်အဲ့တော့ကျမတို့ရဲ့အဖြေလေးတွေမှာဆက်တွဲရအောင်ဆိုတော့ဒါဆိုရင်အဖြေထုတ်ဖို့ပဲလိုတော့တယ် the new coordinate အဲ့တော့ the new coordinate ဆိုပြီးမှ h prime, y prime ဆိုရင်အဖြေက2 root 2, root 2ဆိုပြီးမှအဖြေထွက်ပါတယ်ဟုတ်ပြီအဲ့တော့သိရမှာကမေးခွန်းကဒီမှာပဲပြီးသွားတာဒီလိုမျိုးမေးသွားတာလို့လည်းဖြစ်နိုင်တယ်လို့ပြောင်းပြန်အနေနဲ့ h prime y prime တန်ဖိုးကိုပေးထားမယ် h, y ကိုရှာဟိုင်းနဲ့ခဏတော့ဒါကိုပေးထားပြီးဒီလိုရှာအခုက h prime y prime ကိုပေးပြီးတော့ new coordinate ကိုပေးမယ်x, y coordinate original coordinate ကိုရှာဟိုင်းတာမျိုးဆိုရင်ဘယ်လိုတွက်မှာလဲအဲကြရင်ကျမတို့ formula လေးကိုပြောပါတစ်ခုသိရင်တစ်ခုကိုသိထားမှရမှာဟုတ်အဲ့တော့ x ကိုရှာဖို့အတွက်ဆိုရင်ကျမတို့ကဒီလိုတွဲပါတယ်ဒီလိုတွဲတယ်အဲ့တော့ formula လေးကြည့်ရအောင် a is equal to h prime cos theta minus y prime sin theta အဲ့တော့ y ကိုလည်းတို့တွေတွဲကြည့်ရအောင်ဆိုရင်ဒီလိုတွဲပါတယ်ဒီလိုတွဲပါတယ်အဲ့ဒါဆိုရင် h prime sin theta plus y prime cos theta ဖြစ်ပါတယ်ဒီလို formula ထဲမှာခဏလိုပဲသူပုံစံမှာဒီကောင်ကိုသူအမှတ်ပေါ့နော်ပေးထားတဲ့အမှတ်ရေး cos theta ဆိုရင် cos theta ဘယ်လောက်ဒီဂရီလဲရှာမယ် sin theta ဘယ်လောက်ဒီဂရီလဲရှာမယ်ရှာပြီးဒီ formula နဲ့ထပ်တွက်ရင်အဖြေထွက်ပါတယ်ဒီဟာကိုစမပေါ့နော်ဒီလိုမျိုးလေးတွေကိုဘယ်မှာရှင်းပြထားလဲဆိုရင်ကျမတို့ထုတ်ဝေစမထုတ်ဝေထားတဲ့အထူးတို့ပေါ့နော်အထူးတို့စာဒီစာပေါ့နော်ဒီစာဆိုရင်စမထုတ်ဝေထားတဲ့စာအုပ်ထဲမှာ note လေးတွေနဲ့ညတာ note no file နဲ့ no video ကို video file မှာလည်းနိုင်ခြင်းဖြစ်ပါတယ်ဆိုပြီး note နဲ့ read to ဖြစ်ပါတယ်ဒါ note လေးနဲ့ကြည့်ပြီးဆိုအတွက်ဖြစ်အတိုင်းလေးညာထားခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီဟာ group ထဲမှာလာမိထားတဲ့အတွက်အကြောင်းကိုဖြည့်ပေးလိုက်ခြင်းဖြစ်ပါတယ်